ဘယ်လုပ်တဲ့ပုဂ္ဂိုလ်ကသူညင်ရတယ်ဒါမှဘယ်လှကြီးမနာဘယ်ဆိုတာဓာကောင်းလုံးအားကြီးလို့ကြီးနာရင်ပြတ်ကြတယ်သူညင်တယ်လို့ပြောတာဘယ်လုပ်ဘယ်ဆရာကသူညင်ရတယ်ဘယ်တူညင်ဗရိန်တော့ရင်ရွှေကိုခိုးပြီးလုပ်ပေးနိုင်တယ်ကိုကြည်ဝင်းမိမကဘယ်စရိချင်မှပြင်လာတယ်ကျွန်တော်ဗျာရွှေတစ်ချက်သားမတတ်နိုင်ဘူးဗျာမိမောလည်းပြောတစ်ချက်သားကျွန်တော်ပတ်စံလေးလိုနေကိစ္စမရှိဘူးခိုးပြီးတော့ခိုးပေးလိုက်တယ်ဘယ်တူညင်ဗရိန်ရွှေခိုးတန်ပြူလို့ရှင်အေးကျိုးသွားတယ်တန်ပြူမအေးလို့ပူတာကိုပူတော့လို့ပြောတာမအေးတာကိုလိုအပ်တယ် we need and cold ဘယ်တူငိမ့်ဗရိန်ရွှေခိုးတန်ပြူမအေးလို့အဲ့ဒါကိုဘယ်လူလိန်ဗရိန်ရွှေကိုတန်ပြူခွက်ခွက်မင်းတို့အမားသိကျွင်တယ်မင်းတို့ဗမာကအဲ့လိုဟာတယ်လေဟုတ်ပြီနော်အမားသိကျွင်တဝဲတွေကအသားမဲတယ်စကားကိုဘောက်ဒီဘောက်တာပြောတယ်စိတ်ကောင်းရှိတယ်ကြောင်းတဝဲယူကြက်ခိုးတဝဲယူကမဲမိန်မုတ်ကလည်းမဲကြက်ခိုးအောင်စားလို့ကောင်းတယ်တဝဲလူမျိုးကလည်းအသားမဲတယ်ဘူးနဲ့ပေါ့နဲ့စိတ်ကောင်းရှိတယ်တဝဲယူကြက်ခိုးရှမ်းယူလင်ကိုရှမ်းမတွေကယူတော့လင်ကိုကိုးွယ်တယ်ပြောတာတဝဲယူရင်ကြက်ခိုးတယ်ရှမ်းယူရင်လင်ခိုးတယ်ဟောပြမှားပါမှားကုန်ဘာလို့မရတော့အဲ့လိုမြန်မာတွေလုတ်တတ်ပါတယ်မိန်းကလေးတယောက်ကိုအိမ်အောင်စကြမယ်ဆိုရင်အဲ့ဒီမိန်းမကရုပ်လေးတော့ချောတယ်ဖျားစဉ်ကြောင်းမိဖို့ကြောင်းအိတ်ခမ်းတဲ့ကြောင်းလေးအမိုက်တွေအကုန်လဲပြီးပြီဖျားစဉ်မှာဖျားနဲ့ဆွန်းနဲ့ကြောင်းနဲ့ခုနကရေပန်းလဲပြီးပြီမိဖို့ကြောင်းအိမ်နာအဲ့ဒီနေရာတွေကိုသေးသေးတက်တက်ထားနိုင်သလားကြည့်ပါမယားနေစားချောင်းသေးတက်မှမယားနေစားကြောင်သေးမှဘယ်သူကပြောလဲအဲ့ဒါဒီဘယ်ပညာရှိရဖြက်စီးလိုက်တာဒီလိုတွေကြီးပဲဗမာတွေဒီလိုတွေကြီးဟောအမားတွေပဲကြိုက်မယားနေစားမိမတယောက်စတင်နေတဲ့အချိန်ခါအစမှာကြောင်းလေးချောင်းလေးကိုသေးသေးတက်တက်ထားနိုင်လားကြည့်ပါလို့ပြောလိုက်တာမယားနေစားကြောင်သေးမှပြီးတော့ဒီလိုလူမျိုးတွေအများကြီးမလေးထင်ရလင်ရလေနံတာနံပရယနံလေနံပုံအောင်ရပရယနံတာနံနိဗ္ဗာန်ရဲ့ပြည့်ရည်ဒါကြောင့်မလို့လေနတော်လေနဆိုဒီမှာကောင်းရကောင်းကြောင်းလုပ်နေမယ်နိဗ္ဗာန်ရောက်ကြောင်းလုပ်နေမယ်ကုသိုလ်ရောက်ရင်လုပ်လို့ရှိရင်လေနတော်အဲ့လိုမဟုတ်ဘဲနဲ့အတင်းပြောနေမယ်ကုသိုလ်ရောက်မလို့ရင်အလေနတော်အလေနတော်တဲ့ဖတ်လိုက်ပါဠိကအာယသွေတို့လာရေလေနာကြည်နာအလေနတော်ပုံမှာဘုန်းကြီးနဲ့ဟိုနေ့ပြလာတဲ့တရားဝဲလိုက်မှာချောင်းဆိုးလို့ तू အမေရိကဗမာလိုမတတ်တဲ့မိန်းမအလေနတော်နေရတဲ့ तू ကအမှန်စာမတဲ့လို့ဆိုတော့ तू ကနိုးအကနိုးပဲတဲ့လေနအလေနတော်ဒီတို့တွေအတင်းပြောနေမယ်ဘာသာရေးမလုပ်ဘူးဆိုရင်နိဗ္ဗာန်နဲ့ဝေးတယ်အလေနတော်အဲ့တော့မင်းတို့ရွာတဲ့ဘယ်လိုပြောလဲမင်းတို့အမားကြီးချတာဗမာတိတိကျကိုယ်စကားကိုဖြစ်တယ်လို့ပြောနေတာလေအလေနတော်တွေရဲ့ဟုတ်တယ်လေဟုတ်ပြီနော်အဲ့တော့ဈေးအစဇက်အလေသိပါပြီတကောက်ဖာအဆုံးအောက်ဆုံးကဟာအကျော်တင်းတယ်ခဏရင်ရှိတော့အောက်ဆုံးကိုဝယ်ပါလို့ကောင်းတာတွေရွေးပြောတယ်တော့ဘယ်တော့ဆိုးတာလုပ်ပလိုက်ဟောရှေ့ဆရာတွေအကောင်းပြောခဲ့တာဟေးလေစီးတဲ့ပုဂ္ဂိုလ်ကလေသင်္ဘောတွေကကန်းကိုလည်းသိရတယ်ဇောက်ကိုလည်းဇောက်ကိုသင်္ဘောစကရင်မြုပ်တယ်ကန်းကိုကတ်တယ်တော့ဇောက်မှန်းကန်းမှန်းသိရတယ်လို့ပြောတာအဲ့ဒါကိုမင်းတို့ကကောင်းတာလေးဆိုရင်ဟာရိုင်းတော့ဇောက်တဲသိတယ်ကန်းလည်းသိတယ်ဇောက်မှန်းကန်းမှန်းသိအဲ့ဒါမင်းတို့ကဇောက်ကိုစောက်လို့ထားလိုက်ဇောက်မှန်းကန်းမင်းတို့သိမဟုတ်တာလုပ်တာပါလားမင်းတို့လူမျိုးတို့ကြောက်ကြကောင်းပါလားဒီအကုန်ပြည့်စည်တော့တာဇောက်လည်းသိရမယ်ကန်းလည်းသိရမယ်ဇောက်ကိုရောက်ဇောက်ကိုကတ်ရင်သင်္ဘောမှောက်တယ်ကန်းကိုကတ်တော့ဒါဇောက်လားကန်းလားဇောက်မှန်းကန်းမှန်းသိပါလို့ပြောတာအဲ့တော့မင်းတို့ဗါတယ်လေမင်းတို့ဒီတိုင်းနေပဲကြောက်ကမ်းမလေးဆိုတာရိုင်းသွားဒီလိုလေးကြီးပဲပမာတို့မြန်မာအဲ့လိုလုပ်တယ်